McDonald တို့ KFC တို့ဘာကကင်းတို့မှာကိုယ်တိုင် order တင်တဲ့နည်းလေးကို sharing လုပ်ပေးထားပါတယ်ရှင် tap to start လေးကိုနှိပ်လိုက်ပါမယ်ဆိုင်မှာဆမ်းမှာလားထိတ်အဝေးလားဆိုပြီးတော့ရွေးမယ်ပေါ့နော်ကိုကတော့ဆိုင်မှာဆမ်းမှာမဟုတ်လို့ဒိုင်းအိမ်ကိုရွေးလိုက်ပါတယ်ပြီးရင်တော့ gas ဆိုတဲ့ဟာလေးကိုနှိပ်လိုက်မယ်ပေါ့နော်နှိပ်ပြီးသွားပြီဆိုရင်တော့ကျလာတဲ့အစားအသောက်တွေထဲမှာကိုကြိုက်တဲ့ဥစ္စာလေးကိုရွေးမယ်ပေါ့နော်ဒါကတော့မနက်ခင်းမှာရနိုင်တဲ့အစားအသောက်လေးတွေပေါ့နော်သူက breakfast အတွက်ဆိုတော့အဲ့ဒီမှာကိုကြိုက်တဲ့ဥစ္စာလေးတွေရွေးအေးလေးတွေရောပေါ့နော်ကိုကြိုက်တဲ့ဟာကိုရွေးပေါ့နော်ကျမကတော့ coffee မာတာလေးကိုလုပ်ပြထားပါတယ်နော်ကိုကြိုက်တဲ့ coffee လေးကိုရွေးလိုက်ပါတယ်ရှင်ပြီးချက်ကောက်လေးကိုနှိပ်လိုက်ပါမယ်ပြီးရင်တော့ confirm လေးနှိပ်ပြီးရင်တော့ငွေပေးချင်မယ်ပေါ့နော် receipt ရပြီဆိုရင်တော့ receipt ထဲမှာပါတဲ့ number လေးကိုကြည့်ပြီးတော့ကိုထိုင်ခြင်းတဲ့နေရာလေးမှာထိုင်ပြီးတော့စောင့်နေလိုက်ရပါပြီရှင်ပြီးပြီးသားသူတွေကတော့ကြော်သွားလို့ရပါတယ်ရှင်မသိသေးတဲ့သူတွေအတွက်မျှဝေပေးတာပါနောက်ဗီဒီယိုမှာတွေ့ပါမယ်ရှင်ဘိုင်ဘိုင်